အလုံးမဲ့မင်္ဂလာပါရှင်ဒီနေ့ချက်စားပြတဲ့ဟင်းလေးရတော့ကြက်အာလူစီပြန်လေးရယ်ခရမ်းသီးနှစ်လေးရယ်အရေတောက်ကတော့ပဲရွက်ဟင်းညိုလေးရယ်ပဲပုတ်ထောင်လေးရယ်ပဲပုတ်ထောင်ကတော့ကြက်သွန်ကတော့ရောမနှဲထားဘူးပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာကဒီနေ့ချက်မဲ့ဟာလေးတွေကိုစီကြောတန့်စင်ထားတာပေါ့နော်ခရမ်းသီးနှီးထားတယ်ပဲရွက်ကိုမှလောက်ထားတယ်ပဲရွက်ရီစီးထားတယ်အာလူကိုဒီမှာအရသာနှဲထားတယ်ပိုင်းပြီးတော့ပေါ့နော်အာလူကကြော်ပြီးတော့ထည့်ဖို့အတွက်ကြက်သားတွေကိုပြီးသွားလို့ရှိရင်ဒီမှာကြက်သားကိုအရသာနှဲထားတယ်မဆလာပါတခါလေးရောနှဲထားတယ်ပေါ့နော်ဒီမှာစေးထားတယ်ခရမ်းသီးစေးထားတယ်ပြီးသွားလို့ရှိရင်အရေတောက်တွေမှာပဲရွက်လေးစေးပြီးတော့ရေစစ်ထားကဲဟင်းစားချက်ဖို့အတွက်ကြက်သားချက်ဖို့အတွက်နဲ့ခရမ်းသီးနှပ်ဖို့အတွက်ငရုတ်သီးစားထောင်းပါမယ်အဲ့ဒါငရုတ်သီးထောင်းမယ်ပေါ့နော်ပြီးွားရင်ဒီမှာကြက်သားစားချက်ပါမယ်ငရုတ်သီးစီတက်မယ်ရုတ်သီးစတဲ့မှာစီအစီတော့အများကြီးမတုံးထားဘူးစီအရန်ပြန်တာမကြိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြီးွားလို့ရှိရင်ငရုတ်သီးအရောင်ဒီမို့ကိုလည်းနည်းနည်းပဲတုံးထားပါတယ်အရောင်ရန်ရင်နာယူမကြိုက်လို့ပါရုတ်သီးလေးတွေကြက်သွန်လေးတွေညိုလာတဲ့ထိစီတက်ပေးပါမယ်ရုတ်သီးညိုလာတဲ့ထိစီတက်ပေးပြီးွားရင်အနက်လေးမှုေးပြီးတော့ကြက်သွန်အနက်လေးမှုေးလာတဲ့အထိကိုရအောင်စီတက်ပါမယ်နော်ရုပ်သီးစီတက်တာလေးလည်းရပြီဆိုတော့ကြက်သားလေးလုံးပါတော့မယ်ကြက်သားအစိမ့်နဲ့လေးပျောက်သွားတဲ့ထီကိုရုပ်သီးလေးနဲ့လုံးပေးမယ်အနံပျောက်တဲ့ထီကိုတေချာလေးလုံးပေးပါမယ်ရှင်အဲ့ဒါမှကြက်သားအနံလေးကလည်းမှုေးပြီးတော့အညင်နဲ့ကြက်သားရဲ့အညင်နဲ့လေးပျောက်မှာပေါ့နော်စိတ်ရှိရှိလေးနဲ့တော့လုံးမရပါမယ်အဲ့မှာတကယ်လို့ရှင်တော့ရှည်လေးတောက်ရည်လေးနဲ့ထည့်ပြီးတော့လုံးလို့ရရပါတော့ဒါမဲ့ကျမသူ့ဝိုင်းရှည်ထွက်လာအောင်မှမလို့မထည့်တော့ပါဘူးရှင်ဒီတိုင်းလေးကိုပဲခဏအဖုံးလေးအုပ်ပြီးတော့ခဏလေးတည့်ထားလိုက်မယ်ပေါ့နော်ခဏနေကြတဲ့အချိန်ကျရင်ပြန်ဖွင့်ပြီးတော့ပြန်ပြီးတော့ငွေပေးမယ်ပြီးတော့လို့ရှိရင်အာလူတစ်ခါလေးထည့်မယ်အာလူကကြော်ပြီးသားမလို့အချိန်အများကြီးပေးစရာတော့မလိုတော့ဘူးပေါ့နော်အာလူကိုထည့်ပြီးတော့ငွေပေးပါမယ်ရှင်ပြီးတော့မှအာလူထဲမှာလည်းအရသာပေါ့နော်ဒီကြက်သားရဲ့အရသာလေးဝင်သွားအောင်လို့တစ်ခါလေးနှစ်ခုတီချာရောသမမှုပေးမယ်ပြီးွားရင်ရေလေးထည့်မယ်ကြက်သားနူးလာအောင်ပေါ့နော်ကြက်သားနဲ့မြုပ်ရုံလောက်လေးရှိထည့်ပြီးတော့ကျမတို့ဆက်ပြီးတော့တည်ပြီးထားပါမယ်ရှင်အနံလေးမှုေးလာနံလေးမှုေးနေဒါကြက်သားနဲ့အာလူနဲ့ဒါအရသာလိုက်တယ်ပေါ့နော်ပြီးရင်အဖုံးလေးအုပ်ထားပြီးတော့ဆက်တည်ထားပါမယ်ကဲရပါပြီရှင်ကြက်သားနူးမနူးကြည့်မယ်ပေါ့နော်ကြက်သားဟိုမှာပုတ်ပတ်စုနေပြီအရေးရလဲကိုလူချင်းတလောက်ပေါ့နော်အနေထားလောက်ကိုကြည့်ပြီးတော့ချလို့ရပါပြီကြက်သားနူးနေပါပြီရှင်ကြက်သားလည်းနူးနေပါပြီပြီးသွားလို့ရှိရင်အရသာလည်းခုနကြက်သားမှာနှိပ်ထားတဲ့အရသာလည်းအရင်တစ်ပေါ့နော်အကုန်လုံးဘယ်လိုပြောမလဲအရသာထိမိကွဖြစ်သွားတယ်ပေါ့နော်ဘာမှထပ်တဲ့စီကတော့မလိုတော့ပါဘူးကဲအခုဆိုရင်ဖြင့်ကျမတို့ရဲ့ကြက်သားဟင်းလေးရတော့ပါပြီရှင်ကြက်သားဟင်းစားလို့ရပါပြီနော်ကဲခရမ်းသီးနှစ်လေးထက်ချက်ပါမယ်ရှင်အစီထည့်ပါမယ်เนาะခုနကတော့ထောင်းထားတဲ့ငရုတ်သီးလေးတွေကလည်းအရင်သိရှိပြီးသားမလို့ကဲငရုတ်သီးစီတက်ဖို့လုပ်ပါမယ်ရှင်စီလေးစူလာအောင်စောင့်နေရပါတော့စီစူလာပြီလို့ရှိရင်ကြက်သွန်နီစီချက်ထည့်ချက်ပါမယ်ကြက်သွန်စီချက်လေးထည့်ပါမယ်ရှင်ကြက်သွန်စီချက်လေးထည့်သူ့လိုပဲဟိုကြက်သားချက်လိုပဲသူ့လည်းငရုတ်သီးကကြက်နေအောင်ပေါ့နော်ကြက်သွန်လေးတွေငရုတ်သီးလေးတွေနွန်းပြီးတော့ကြက်သွန်လေးငရုတ်သီးလေးရဲလာတဲ့အထိကြော်ပေးမယ်ပေါ့နော်ငရုတ်သီးလေးကြက်သွန်လေးလည်းကျွတ်လာပြီးငရုတ်သီးလေးရဲလာပြီဆိုရင်မြင်ငပီလေးနည်းနည်းထည့်မယ်ပေါ့နော်စိမ့်စားငပီတော့မြင်ငပီပေါ့နော်မြင်ငပီလေးနည်းနည်းကိုထည့်ပြီးတော့ကြော်ပေးပါမယ်ပစွန်ကြောက်မှုတ်လေးနည်းနည်းပါထည့်ပြီးတော့ကြော်ပေးမယ်ပစွန်ကြောက်မှုတ်ထည့်ပါမယ်အဲ့တော့ထမင်းစား3စုံလောက်တော့ထည့်ထားရပါတော့ပစွန်ကြောက်မှုတ်လေးကိုကဲသူတို့လေးတွေကိုမြင်ငပီအနံ့လေးရဲ့ပစွန်ကြောက်အနံ့လေးရဲ့ပြအောင်အရင်ကြော်ပေးဦးမယ်ပေါ့နော်ငရုတ်သီးဒီနေရာမှာစီလိုလို့ရှိရင်စီထည့်နိုင်တယ်ပေါ့နော်ဒါပေမဲ့စီအရင်များသွားလို့ရှိရင်စားမကောင်းတဲ့အတွက်ကြောင့်မလို့ဒီတိုင်းပဲမထည့်တော့ပါဘူးအဲ့တိုင်းပဲဆက်ကြော်ပေးနေပါမယ်ခရမ်းသီးထည့်ပါမယ်အိုးကတော့နည်းကက်ချင်တယ်လို့ဖြစ်နေရပေါ့နော်အားကြောင့်မလို့ရေလေးနည်းနည်းထည့်ပြီးတော့ဟိုပြပါမယ်ရှင်ခရမ်းသီးလေးတွေနူသွားတဲ့အထိကိုကျမတို့မှုေးပေးမယ်ပေါ့နော်ခဏလောက်ထားပေးရပါမယ်နွန်းဝအောင်လို့ခရမ်းသီးလေးနဲ့နူးဝိုင်းပါနူးဝိုင်းဆိုလို့ရှိရင်ငပြာရည်ထည့်မယ်အရသာအတွက်ငပြာရည်ထည့်မယ်ပြီးသွားလို့ရှိရင်အချိုးမုတ်ပေါ့နော်အချိုးမုတ်ထည့်မယ်အချိ
ချိုမုတ်ပြီးတော့လို့ရှိရင်စက်သားမုတ်လေးနည်းနည်းထည့်ပါမယ်ရှင်ပြီးတော့လို့ရှိရင်တော့အားလုံးကိုပြန်ပြီးတော့သမသွားအောင်ပြန်မှွေပေးပါမယ်အနက်လေးကတော့မှုေးနေပါတော့ဒါပေမဲ့ခရင်သီးတွေကတော့ဟိုလိုမျိုးရှိမထည့်သေးတဲ့အတွက်ကြောင့်မို့အရင်တော့မနူးသေးဘူးပေါ့နော်အဲ့တော့ရေလေးထည့်ပြီးတော့ခရင်သီးလေးတွေနဲ့မြုပ်တဲ့ထီအောင်ထားဟိုရေထည့်ပြီးတော့နူးသွားအောင်လို့ခရင်သီးနူးသွားအောင်လို့အဖုံးလေးအုပ်ပြီးတော့ခဏလောက်နှက်ထားပေးမယ်ပေါ့နော်အရသာလေးလည်းဝင်ခရင်သီးလေးလည်းနူးအဲ့လိုမျိုးလေးဖြစ်သွားအောင်လို့ပြန်ပြီးတော့ဆက်တဲထားပေးမယ်ဆက်တဲထားပါမယ်ကဲအငွေထွက်လာပြီဆိုတော့ဟိုကနူးပြီလားချက်ကြည့်။အော်နူးသွားပြီနော်။ခရင်သီးလေးတွေနူးသွားပြီဆိုလို့ရှိရင်အရသာလေးမြည်ကြည့်ပါမယ်။အရသာအိမ်မှာကိုလိုချင်တဲ့အရသာပေါ့နော်။ဟိုပေါ့တယ်ဆိုလို့ရှိရင်ငပြားကြီးလိုက်ပေါ့အခုဒီမှာမြည်ကြည့်လိုက်တဲ့ချိန်ကျတော့လိုတဲ့အတွက်ကြောင့်မလို့ငပြားကြီးလေးနည်းနည်းလေးထည့်ပေးပါမယ်။ပြီးရင်မှာဟိုကိုလိုတဲ့အရသာချိန်စားလို့ရရပေါ့နော်။ရေအရေးလေးများများလေးလိုချင်တယ်ဆိုလို့ရှိရင်ရေထည့်ပေးထားလို့လည်းရရပေါ့နော်။ကျွန်မကတော့ရေပြန်စီပြန်လေးရေကြံစီကြံဟိုစီပြန်လေးနဲ့အဲ့လိုလေးစားခြင်းတဲ့အတွက်ကြောင့်မလို့အရန်ရေအများကြီးတဲ့မထည့်တော့ဘူးเนาะဒါဆိုလို့ရှိရင်တော့ဟင်ပွဲရသွားပါပြီကဲခရင်ဒီနှက်ကလေးရသွားပါပြီရှင်ခရင်ဒီနှက်ကလေးပါခရင်ဒီကြိုက်တဲ့လူတွေအတွက်ကြတော့အရန်စားကောင်းပဲเนาะမွေးနေရကဲအရေးတောက်ဟင်အိုးလေးစားချက်တော့မယ်ပေါ့เนาะကျမတို့ကတော့မီးသွေးနဲ့ပဲသုံးပါတယ်မီးသွေးမယ်အရေးတောက်အိုးချက်ဖို့အတွက်ရေထည့်မယ်ပြီးတော့လို့ရှိရင်အဲ့ထဲမှာကြက်သွန်ဖြူလေးနည်းနည်းထောင်းထည့်ထားတယ်ပေါ့နော်ပြီးရင်အဲ့ထဲမှာတစ်ခါတည်းအရသာလေးပါလေထည့်ထားတယ်ချိုကြက်သားမှုန့်ရယ်ငပြားရည်လေးနည်းနည်းရယ်ချုံမုံလေးနည်းနည်းရယ်အရသာထည့်ထားပြီးတော့ရေစူလာတဲ့အထိထားမယ်ပေါ့နော်အခုဆိုရေစူလာပြီဆိုလို့ရှိရင်ကြက်သွန်လေးပပလှိထားတာလေးထည့်ပါမယ်ခဏနေပြီဆိုလို့ရှိရင်တော့ကျက်သွန်လေးနွန်းလာပြီကျက်သွန်လေးနွန်းသွားပြီဆိုလို့ရှိရင်ကျမတို့အရွက်ထည့်ဖို့ပြင်ပါမယ်နော်အရွက်ကတော့ပဲရွက်လေးသူ့ရဲ့အရသာအတိုင်းအချိုအရသာအတိုင်းလေးစားခြင်းတဲ့အတွက်ကြောင့်မလို့ဘာမှအများကြီးမထည့်တော့ဘူးပေါ့နော်အဲ့ဒီအရွက်လေးထည့်လိုက်တယ်အရွက်လေးနွန်းပြီဆိုလို့ရှိရင်အရသာအပေါ်ငယ်မြည်စီပဲရွက်ချိုသူ့ရဲ့အချိုရတာလေးကိုလိုချင်တဲ့အတွက်ကြောင့်မလို့အရင်အရသာယူလေးနက်ကြီးတွေမထည့်တော့ဘူးပေါ့နော်ဒီအနံ့လေးတိုင်းမွေးနေရောပဲပြီးရင်အရသာလေးကလည်းချိုနေရောသူ့ရဲ့ပဲရွက်အရသာအမှန်တော့အဲ့ဒီမှာကိုကြိုက်တဲ့တချို့အသားလုံးနေပါလေကြက်သားလုံးတို့ဘာလို့လဲထဲဆိုင်ပူအောင်ချိုတာပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဘာမှမပါပါဘူးအရွက်လေးတစ်မျိုးပါပဲယူအရေးတောက်လေးပါပဲရှင်အရေးတောက်လေးစူလာပြီဆိုလို့ရှိရင်တော့အိုးချလို့ရပြီပေါ့နော်စူလာတဲ့အထိကိုစောင့်ပေးမယ်ကဲပွက်စူလာပါပြီပွက်စူလာပြီဆိုလို့ရှိရင်တော့အရေးတောက်ဟင်းပွဲလေးလည်းရပါပြီရှင်ဒီမှာရသွားပါပြီနော်ကြည့်ပါဦးရေတောက်ချင်စေရလေးကဲရေတောက်ရသွားပါပြီပဲပုတ်လေးမိခင်ပါမယ်ရှင်မီးသွေးတအားများနေတော့ကြောင့်မီးတောင်ကျွန်းနေကြည့်ပါဦးငရုတ်သီးလေးတွေမိခင်ပဲပုတ်လေးမိခင်အဲ့နှစ်မျိုးပဲကျမတို့ခင်းရင်းသီးတော့မထည့်တော့ဘူးเนาะခင်းရင်းသီးလည်းကိုင်းခင်းရင်းသီးမရှိတဲ့အတွက်ကြောင့်မထည့်တော့ပဲပုတ်လေးနဲ့ငရုတ်သီးစိမ့်လေးနဲ့ကိုပဲထောင်းပြီးတော့စားမှာပေါ့เนาะမီးအောင်တော်ကျွန်းသွားပြီမခါပါစေနဲ့ပဲဆူတောင်းမှာပေါ့เนาะအဲ့ဒါတွေကိုဒီမှာကျမတို့ထောင်းမယ်အရသာလေးတွေထည့်မယ်ထောင်းပြီးသွားလို့ရှင်တော့ကဲညံ့အောင်တော့ထောင်းမှာပေါ့နော်ပဲပုတ်ထောင်းရပြီပဲပုတ်ထောင်းပြီးသွားလို့ရှင်ကဲထောင်းပြီးသားပုံလေးတော့မရတော့ကဲဒီမှာနောက်ဆုံးရသွားပြီစားပါတော့မယ်ပဲပုတ်ထောင်းရယ်ပဲပုတ်ထောင်းတအားစားကောင်းတာတော့တကယ်စားကောင်းတာအရင်စားကောင်းတာဒီနေ့တော့တခြားအသားဟင်းတောင်မှတိတ်မစားဖြစ်ဘူးကျေးဇူးပါ